အခုမှညီလေးတို့ဟိုကတာအခြေခံညီလေးတော့ဗောနော်ရည်ရတာပါအကိုကြီးကအခု A ရ A ကော B ကော C ကော D ကော E ကော F ကောဗောနော် G ကောI ကောလေးတွေအားလုံးကိုကိုကြီးအပိုင်းလေးနဲ့ခွဲပြီးတော့သင်ပေးမယ်ဗောနော်အဲ့တော့အခုပြမှာ A ကောနဲ့ B ကောနဲ့ပြပေးမယ်နော် A ကောလေးရတော့ကိုကြီးတို့ဒီလိုလေးဗောနော်ဒီ၃ချောင်းလေးဗောတစ်ပါးနှစ်ပါးရဲ့တကြိုးလွှတ်မယ်၃ချောင်းနော်တချို့ကြောက်လဲဒီလိုလေးကင်နေပြီအဲ့လိုလေးဗောနော်ဒါမဲ့သူကတစ်ပါးနှစ်ပါးသုံးပါးလေးပါးငါးပါး၆ပါး9ပါးမှလည်းဒီလိုမျိုးအကြီးနဲ့ကင်တာရှိရဗောနော်တစ်ပါးနှစ်ပါးသုံးပါးလေးပါးငါးပါး၆ပါး9ပါးမှနော်အဲ့လိုလေးလည်းကင်တာရှိရဗောနော်မျိုးတော့ရှိကြတာပေါ့ဒီလိုလေးကင်တာရှိတယ်နောက်ပြီးတော့ဒီလိုလေးလက်ကန်လို့ရတယ်ဒီလိုလေးလက်ကန်လို့ရတယ်နော်ဒီဟာကိုအသေးစိတ်တရားမယ်ဆိုကိုယူဒီလက်ညှိုးလေးကိုဒီနဲ့ချောင်းဖိနော်လက်ကလေးလေးကိုဒီကိုဖိလက်သက်ကျနဲ့လက်ပန်းလေးကဒီကိုဖိဒီလက်ကလေးကိုတော့နည်းနည်းစောင်းနေမှဒီဟာတွေအကုန်လုံးပြီးရနော်စောင်းနေမှဒီလက်ကလေးကလည်းပါရီခဲ့ကြမှာနော်ဒီကောင်လေးအကုန်လုံးလက်စလေးချိုးနိုင်မှအဆင်ပြေမှာနော်အဆင်ပြေပါစေနော်နောက်ပြီးတော့ကိုကြီးစီနဲ့ဒီနဲ့တင်ပေးမယ်နော်အဆင်ပြေကြပါပြီ